ခုပြောကြပါတော့ခုဘောနော်ခုရေဘေးဒုက္ခကြီးဖြစ်နေပါတော့ဆွေးချောင်းရေဘေးဒုက္ခကြီးလည်းဖြစ်နေပြီတော့ကျွန်တော်ညမှာပေါ့နော်ပြောချင်တာတော့ဟိုဆယ်ရီလူပြန်ကြီးပြောလိုက်စကိုင်းဘက်ကိုလာလူပြီးလူလာစကိုင်းဘက်ကိုလာလူပြီးဒီဘက်ကိုထီးထီးရောက်နေလာလူစီချင်းနေပေါ့နော်ဟိုသူတို့ကတော့တန်းချင်းချာလို့ပဲကျွန်တော်မြင်နေပေါ့နော်ပြီးတော့စကိုင်းဘက်ကိုလာလူရဲဆိုတော့ဟိုစကိုင်းပြည်လူတွေကတချို့တစ်ခါရောက်နေပြည်လူတွေကမျောမှာပေါ့နော်မျောကြတယ်ပေါ့နော်စစ်ပေးကြောင်းရေဒုက္ခတွေပြည်လူတွေတော်တော်မျောကြတယ်ပေါ့နော်မျောပေါ့ဒီမှာမျောရတဲ့ကြောင့်အခုကျတော့စကိုင်းဘက်ရောက်ပဲနေပေါ့နော်ဒီဘက်ကိုရောက်ပဲနေဟိုလမ်းတစ်ဝက်တင်ဟိုတင်ပါလူရောပြန်သွားတယ်ပေါ့နော်ဟိုဆယ်လီလူပြန်ရှင်တွေပြောချင်တာပေါ့နော်ဒီစက်ဘက်ကတတိယရောက်လူသားသိချင်တယ်ပေါ့နော်တော်လိုင်းရင်းနေပြီမှာတော့လူချင်းတွေအကုန်လုံးလာရောက်လူတန်းဖို့လည်းဖိတ်ခေါ်ရတယ်ပေါ့နော်ဟိုလာရောက်တဲ့လူတန်းသိချင်တယ်ပေါ့နော်လူတန်းနဲ့ဟိုထီရောက်လူတန်းသိချင်တယ်ပေါ့နော်ဟိုစက်ကောင်ကြီးကရှုံးပါတော့ကျွန်တော်မတတ်နိုင်ဘူးနော်ဒီလူချင်းတွေကိုသူလာလို့မလားနာစီရှင်တာပေါ့ဘယ်လိုအနေနဲ့ဒီဘက်ကိုအဲဒါကြောင့်စကိုင်းဘက်ကိုလာတယ်ဆိုရင်စကိုင်းဘက်ကိုတီတီရောက်လူစီရှင်တယ်ပေါ့နော်ဟိုစကိုင်းဘက်ကိုအကြောင်းပြပြီးတော့အတန်ချင်းရှာလို့ဖြစ်နေတယ်ပေါ့နော်